Okay,အားလုံးမင်္ဂလာပါ။မနေ့ပြန်ဆိုတော့ပြန်ရောက်ပြန်ပြီပေါ့နော်။ပြန်ရောက်ပြန်ပြီပေါ့မနေ့ပြန်ဆိုပြန်စပြန်ပြီဟုတ်လား။ခုနေ့ကဒီကောင်နဲ့ပြီးမထင်တာမပြီးရင်ဒီကောင်လည်းမပြီးဟိုကောင်လည်းမပြီးဒီခွေနဲ့ပြီးမထင်တာမပြီးနော်။တစ်ခုဖြစ်သွားနော်ခွေလေးလည်းတတိထားပါဒီမွေးခွက်လေးနော်ဒီမွေးခွက်လေးတွေဘယ်ရောက်ဒီမွေးခွက်လေးတွေဒီမွေးခွက်လေးတွေတတိထားပါလို့နော်မွေးခွက်လေးတွေကတော့လာပါအဲ့တော့ကျွန်တော်တို့ကဒီမှာကပိတ်ရရှိချတယ်ဆိုတော့ပိတ်ရကဒီမှာရှိထားတဲ့ထားပေါ့ဗျာနော်ပိတ်ရရှိထားတယ်ဘယ်လိုလုပ်ကြအောင်သူကအင်္ဂါမကြော်လေးကအခုကအင်္ဂါကြီးကပိတ်တော့ကိုတစ်ခုပဲယူရတော့မလို့ပုံစံမျိုးပေါ့နော်သူတော့ကြာမနေ့လေးတိထွက်တိုင်းကိုပိတ်ရကမရှိခဲ့ဘူးနော်ခုမှဒီနောက်တပင်လာရှိတပင်လာရှိတော့ကဲဟုတ်တယ်မဟုတ်ဘူးပါထားကျုံကြည့်လိုက်ဒီ40တောက်ကြမနဲ့40ဒီထွက်လို့သူအထက်တစ်ပတ်ကအင်္ဂါညနေ6 9နှလုံးပေါင်း5အင်္ဂါတောက်ကြမနဲ့4တိထွက်ပြီးနောက်တစ်ပတ်မှာအင်္ဂါမကျော်ဒီနှလုံးပေါင်းချင်း5ပိုင်မဟုတ်ရင်5 break နော်အဲ့လိုအဲ့လိုလားဟုတ်တယ်တဲ့နော်တစ်ချက်ရှုကြည့်လိုက်5ပိုင်မဟုတ်ရင်5 break ဒီ5ပိုင်လည်းထွက်တယ်5 break လည်းထွက်နှလုံးပေါင်းချင်း5ပိုင်မဟုတ်ရင်5 break နော်နှလုံးပေါင်းရင်6ပိုင်မဟုတ်ရင်6 break အင်္ဂါမကျော်နှလုံးပေါင်းရင်5ပိုင်မဟုတ်ရင်5 break အင်္ဂါမကျော်နှလုံးပေါင်းရင်9ပိုင်မဟုတ်ရင်9 break နော်ဒီမှာနှလုံးပေါင်းရင်9ပိုင်မဟုတ်ရင်9 break 9ပိုင်စီမှာနှလုံးပေါင်းရင်9ပိုင်မဟုတ်ရင်9 break အင်္ဂါမကျော်နှလုံးပေါင်းရင်6ဒီမှာအင်္ဂါပိတ်တော့ကျွန်တော်ကဒီရက်ပဲယူပါတော့အဲ့တော့6ပိုင်မဟုတ်ရင်6 break မနေ့ကနော်6ပိုင်မဟုတ်ရင်6 break ဆိုဒီကောင်လေးအားကောင်းတာပေါ့ဟုတ်တယ်ဟုတ်နော်အဲ့ဒါလေးတစ်ခုတတိထားကြည့်6ပိုင်မဟုတ်6 break တော့ဒါလေးပြန်တတိထားပေါ့ဟိုနေ့ကကျွန်တော်ပြတာဒါလေးပါပဲနော်နောက်တစ်ခုကဒီဆဲမှုကညာကျွန်တော်ရှုပ်ကုန်မှာဆိုလို့များဆဲမှုကရှုပ်ကုန်မှာဆိုလို့ထားလိုက်တော့ရနော်ဆဲမှုကထားလိုက်တော့ဆိုကျွန်တော်ကိုဝေဒနီ6ထပ်ပေးရောက်ကုန်အဲ့ဒါလည်းတစ်ခုနော်အဲ့ဒါလည်းတစ်ခုဆိုတော့နောက်တစ်ခုကဘာဖြစ်မလဲဆိုတော့နောက်တစ်ခုကဘာဖြစ်မလဲဆိုတော့ဒီကောင်လေးခေါင်းနဲ့ကျုပ်ထားတော့ကြည့်ဘယ်လိုဖြစ်သွားနော်သူကဒီကောင်ရတော့လေ
ကိုယ်ပဲရှိရတယ်ဘယ်လိုဖမ်းဟောတော့ဖမ်းလို့မရဘူးဒီကောင်ကအင်္ဂါပိတ်ရဲ့အင်္ဂါရှိတဲ့အပတ်တိုင်းပေါ့တနင်္လာမနေ့ညထွက်တဲ့ကနန်းလေးလုံးဒီအင်္ဂါပိတ်ရဲ့ရှိတဲ့အပတ်တိုင်းတော့တနင်္လာထွက်တဲ့မနေ့ညကနန်းလေးလုံးဒီပုထုကြပြီးတောက်ကြမှာအဲ့ဒီကနန်းလေးလုံးပါတော့အဲ့ဒီကနန်းလေးလုံးရဲ့ break ဆင်းတယ်ဥပမာ9နှစ်9လေးပါတော့9နှစ်9လေး break 3 4နှစ်တိပါတော့3 4နှစ်တိ break နော်9 9 8ပါတော့9 9 8 break 9 6 3 4ပါတော့9 6 3 4 break 9 5နှစ်ပါတော့9 5နှစ် break 9 4 နှစ်ပါတော့9 4 နှစ် break 9 8 9ပါတော့9 8 9 break နော်4 8 6ပါတော့4 8 6 break 5 9 1 8ပါတော့5 9 1 8 break 8 6တော့မနေ့ညကနန်းနှလုံးထဲဆိုရင်နောက်ပါမစင်အဲ့ပါမဖောင်းတယ်နော်အဲ့လိုရှိဒီမှာ8 5 6 4ပါတော့8 5 6 4 break 1 4 3ပါတော့1 4 3 break 9 3 6ပါတော့9 3 6 break နော်9 3 6 break 5 6 8ပါတော့5 6 8 break 4 9 ပါတော့4 9 break 9 1 3 5ပါတော့9 1 3 5 break နော်9 1 3 5 break အခုက9 9 1ပါတော့9 9 1 break ဒါလေးတော့ရအဲ့တော့ကျွန်တော်တို့ပြထားတဲ့ဒီကောင်လေးဆိုရင်မူထဲမှာသွားတူတာပဲဟုတ်လားတူတယ်နော်ဒီမှာဆိုမွေးရမှာဒီကောင်လေးပါတော့နော်တော့ဘလို့ဖြစ်ဒီဟာလေးကိုကွက်ကတော့ကနန်းတော့လာတယ်ပေါ့ဗျာနော်အဲ့လိုလေးရှိနော်အဲ့ဒါလေးကိုပြချင်တာပါဒါလေးပြချင်တယ်နော်6ပိုင်းမနေ့က6ပိုင်းဟို6 break လေဒီတော့လေကောင်းလို့ရတာပဲဒီ6ပါတော့ဒီ6 break ကဒီ6ဆုံးမစင်းဘူးလေပြောလို့မရအောင်နော်ကိုကကြမှာနော်ကဲအားလုံးကျေးဇူးတင်ပါတယ်အဲ့ဒါလေးပြချင်တာနော်မနေ့ဖြန်ကိုဆိုရင်ခဏလေးနော်အဲ့ဒါပြခဏလေးအဲ့တော့မနေ့ဖြန်ကိုမနေ့ဖြန်ကိုကပြောရမယ်ဆိုရင်မနေ့ဖြန်အမတပြားရမနေ့ဖြန်အမတပြားမနေ့ပြန်အမှားတပြားပါဗျာမနေ့ပြန်38အမှားတပြားနေကုန်နော်နေကုန်ထိပ်စီးကဆက်ပေးမယ်ဆိုရင်မနေ့မထညထီပေါ့893ညထိပ်နေကုန်နော်
ရွှေနေတုံးကိုယ်ဘယ်လိုဖြစ်သွားဟုတ်လို့နော်မနေ့ကအမှားလည်းပြန်3ရှင်းနေကုန်ရှင်း9တော့ရလဲထိတ်နေကုန်ကဲအဲ့ဒါလေးရှိရနော်ဒါနဲ့ကိုချိန်ထိုးကြအောင်ပေးထားတဲ့ဟာလေးနော်မွေးခွက်လေးနဲ့နော်နေ့တိုင်းကတော့မနေ့ကျမှကျွန်တော်တင်ပေးမယ်နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကုန်နိုင်ပါနော်